ဘယ်မင်္ဂလာပါအခုကလက်စီကတော့ကျွန်တော်တို့စေတုံးကိုမြိုင်နောက်ရက်ကွက်လေးပါပေါ့နော်ဒါပေတိုက်ခန်းမှာဆိုလာဆင်းနေပါတယ်ဆိုလာဆင်းနေဝင်လေးလို့ဆက်ကြကြမယ်ဆိုလာတွေကတော့50ကီလိုဝတ်နဲ့ကျွန်တော်တို့ပေါ်တဘူပေါ့နော်ဒီရဟိုက်ဖို့တဲ့10လုံးအတွဲပေါ့နော်အဲဆင်းနေပါတယ်50ကီလိုဝတ်ဒီရဟိုက်ဖို့တဲ့ဒါကျွန်တော်တို့ကဆိုလာပေးကြပြီပေါ့နော်ဘက်ကတော့ပေါ်တဘူဟိုက်ဖို့တဲ့ဒါဆိုတော့ဒီကောင်ရကြတော့ကျွန်တော်တို့လူစမ်းနဲ့ဆိုလာနဲ့ပေါ့နော်ဒီဘက်ကတော့ကျွန်တော်တို့ပထဝီကပေါ့နော်ဆက်ရလို့ရလို့မျိုးတော့ဒီကုန်းကြီးဆက်စီကျွန်တော်တို့ဆက်သွယ်ကြပါလေအားလုံးကျေးဇူးတင်ပါတယ်ပြီးကျွန်တော်ဆိုလာရဲ့ပုံရိပ်ကြီးဆက်ပြလို့ပါမယ်နော်ကျွန်တော်တို့ကျေးဇူးတင်ပါတယ်တက်နေတယ်ဒီဘက်တိုင်းမှာတက်ဖို့ကပြီးတော့တိုက်ဆောက်မှာဆိုတော့ဟိုဘက်မှာငါးတင်ရတာပေါ့နော်ဒါကတော့ကျွန်တော်တို့ကျန်လို့6တင်ရတော့15ပေါ့ပေါ့နော်ဆီကတော့နောက်လို့အဲဒီပတ်လေပေါ့နော်အဲဒီစစ်တော့မရှိရတယ်ဒီရဲ့50ကီလိုပေါ့အဲ့ပို့လေးပေါ့နော်